20ရက်နေ့ဆိုရင်တော့အမေများနေ့ရောက်ပြီပဲအမေကိုလွမ်းလိုက်တာအမေကငါ့ကိုအမြဲဦးစားပေးခဲ့တာငါလုပ်တွေရှုပ်နေရနဲ့အမေစီတောင်မသွားနိုင်ဘူးအော်လွမ်းလိုက်တာအမေရဲ့ သမီးရေစားလို့နေရလားတရတိစားရအောင်နော် 好美。 သမီးလေးကျောင်းမှာစားရကိုဥပြေရဲ့လား OK သမီးရေကျောင်းမှာအချိုတွေအများကြီးဝယ်မစားနဲ့နော်သမီး 好嘅美。 အမေလာကြိုတဲ့တီလည်းစားအောင်နော်သမီး 好。 မိမေအိတ်နဲ့စားပေးသူမမင်္ဂလာပါရှင်ခေါ်ရုံရကြိုဆိုပါအမဘာလေးပြပြရမလဲရှင် အော်အမေများနေ့အတွက်လေအင်ကြီးလေးတွေအမေကိုလက်ဆောင်ပေးခြင်းလို့ကြည့်ခြင်းလို့ ဟုတ်မှာအပေါ်ဝေးလေးဆိုရင်တော့ဒီဘက်မှာချက်ပေးထားလေးရှိအမလိုက်ကြည့်နေပါအောင်နော်မမေနေကောင်းလားမေ မေနေကောင်းပါတယ်သမီးရဲ့ မီးတို့ငယ်ငယ်တွေကအငြင်းနဲ့ဦးစားပေးခဲ့တဲ့အမေကိုတတိယလို့လာကြတော့လားမေ အမေသမီးလေးသွားလန်းတာလို့လာလန်းနေဖြောင်းပါစေအမေသမီးလေးလူရင်းဆန္ဒတွေပြည့်ပါစေကွယ်အမေကံယူရဲ့အင်ဂျင်တွေကြိုက်ရလားမေ ကြိုက်တာပါသမီးရဲ့